ရွာတရွာကလူငယ်လေးပြောက်ဟာကြီးပွားချမ်းသာခြင်းလွန်လို့ချမ်းသာအောင်ဘလို့လုပ်ရမလဲလို့သူ့ရွာထဲမှာလူတွေကိုလိုက်မေးကြည့်တယ်။ဘသူမှမဖြေနိုင်ကြဘူး။ဒါပြင်တဲ့လူတွေကရွာပင်ဘက်ကတောင်ပေါ်မှာအသိဉာဏ်ပညာပြည့်စုံတဲ့ယတိကြီးတစ်ပါးရှိတယ်။ယတိကြီးကိုတွားမေးကြည့်ပါလားလို့အကြံပေးကြတယ်။ဒါနဲ့လူငယ်လေးတောင်ပေါ်ကိုတက်သွားပြီးယတိကြီးကိုကြီးပွားချမ်းသာခြင်းလွန်လို့ဘလို့လုပ်ရမလဲလို့မေးကြည့်တယ်။ယတိကြီးကကြီးပွားခြင်းရင်ပြင်းပြတဲ့လူအင်ဆန်းတာရှိရမယ်လို့ပြောပြလိုက်တယ်။လူငယ်ကပြင်းပြတဲ့လူအင်ဆန်းတာဆိုတာဘလူမျိုးလဲလို့ပြန်မေးတယ်။ယတိကြီးကနောက်နေ့မနက်ကျရင်တောင်ကြီးကမြေကမ်းစပ်မှာသွားဆောင်နေသူလာပြီးရှင်းပြပေးမယ်လို့ပြောလိုက်တယ်။လူငယ်လည်းသူ့လိုချင်တဲ့အဖြေကိုရတော့မယ်ဆိုပြီးဝမ်းသာအားရနဲ့တောင်ကြီးကသူ့ရွာကိုပြန်သွားတယ်။ဒါနဲ့မနက်မိုးလင်းကနဲ့လူငယ်ဟာစိတ်အားထက်သန်စွာဖြင့်မြေကမ်းစပ်ကိုသွားပြီးအဲ့မှာယတိကြီးလာကိုစောင့်နေတယ်။မကြခင်မှာပဲယတိကြီးရောက်လာပြီးစကားတခုမှမပြောဘဲလူငယ်ရဲ့လက်တစ်ဖက်ကိုဆွဲပြီးကန်းဆက်ကော့ရီထဲကိုခေါ်သွားတယ်။လူငယ်လေးကြောက်လန့်ပြီးရကန်နဲ့ယတိကြီးဆွဲခေါ်ရာနောက်ကိုပါသွားပါတယ်။မြေကန်းဆက်နဲ့ခလန်လန်လူရင်ပါလောက်နေတဲ့ရေထဲရောက်ရောယတိကြီးဟာသူ့လက်နဲ့လူငယ်ကောင်းကိုဖိပြီးရေထဲကိုနှစ်ထားလိုက်တယ်။လူငယ်ဟာရေမွန်းပြီးအသက်ရှူမရလို့အတင်းယုံကန်တယ်။ဒါပေမဲ့ယတိကြီးလက်တန်ဆွမ်းတဲ့လက်နဲ့ဖိထားတော့လက်အောက်ကလွတ်အောင်ယုံမထွတ်နိုင်ရှာဘူး။အတော်လေးကြာမှယတိကြီးကလူငယ်လေးကောင်းကိုဖိထားတဲ့သူ့လက်ကိုလွတ်ဖေးလိုက်တယ်။လူငယ်ဟာဦးကောင်းရေပေါ်ကိုပေါ်လာတာနဲ့မောကြီးပန်းကြီးအသက်ကိုငားမရရှူနေတယ်။လူငယ်ဟာအသက်ရှူရတော့လို့တင်းငင်ငင်ကန်ဖြစ်သွားပြီးတော့ယတိကြီးကသူ့ကောင်းကိုရေထဲနစ်ထားခြင်းဘာစန္ဒများထပေါ်နေတယ်လဲလို့လူငယ်ကိုမေးလိုက်တယ်။လူငယ်ကလေကိုမဲအញ្ញမ်းရှူခြင်းနေတယ်အခြားဘာမှခေါင်းထဲမှာပေါ်မလာဘူးလို့ဖြေတယ်။ယတိကြီးကအေးမင်းရေမိုးနေတော့မှလေကိုအငန်းများရှူခြင်းနဲ့စိတ်တစ်ခုတည်းပဲရှိနေမယ်ဆိုရင်မင်းမှာပြင်းပြတဲ့လူအင်ဆန္ဒရှိနေပြီအဲ့လိုအင်ဆန္ဒရှိပြီဆိုရင်မင်းတေချာပေါက်ချမ်းသာလင်ပဲလို့ပြောလိုက်တယ်